ဟာဟဲ့မင်းမျက်နှာကြီးရယ်စူပုတ်ပြီးတော့ဘယ်လိုဖြစ်လာအောင်ဟာ ပြောချင်ပါဘူးကိုကြီးဒီမှာကြီးလိုက်တော့ ချက်ဘာကြီးတော့ဟာဘင်းဟာဟဲ့ဘဲကြီးပါလားမင်းဘဲခိုးလား ဘယ်ခိုးရမှာတော့ကိုကြီးမှာဖုန်းနဲ့သွားတွေ့ရမှာနောက်ကြလို့တဲ့ချေညောနာဘုံသက်တယ်ကျွန်တော်ဆိုင်ကလုံးမောင်းရတာလမ်းပြပဲချက်ချင်းခဲ့တာလေ အဲ့ဒါမင်းဒီပြပဲတိုင်းကောက်လာမလား ဘယ်တော့ရမှာလဲ3000ရောက်ရတယ်ကို3000 ဟုတ်လားကွာဒီဘဲ3000 3000ချော့ခိုင်းလို့ကိုမရဘူးကျွန်တော်ရှိမဲ့တက်တယ်ကြောင်းရောဟိုနေ့တော့မတွေ့ခဲ့အောင်ကိုကြီးဟိုနေ့တော့မတွေ့ခဲ့အောင်ကိုကြီး အဲ့ဒါ3000လည်းမစိုးပါဘူးကဲပါလေဘဲကလည်း1 day မိပါနဲ့စော်နဲ့မတွေ့ရတယ်နော်ဒါပေမဲ့ငင်းကြအဲ့ဒါဘဲသားလေးကိုကောင်းကောင်းလေးရှေ့ချက်ကျွေးတယ်ကဲကျွန်တော်တို့ဒီနေ့ရဲ့ဇလိုက်ကြော်ကြီးကတော့ဂျင်းကောင်ရဲ့ဆိုင်ကယ်ဘဲကိုကန်ဆိုးသွားနဲ့ဝင်ရောက်လာခဲ့တယ်အဲ့ဒီကိုရွှေဘဲလေးပဲဖြစ်ပါတယ်ကတ်ကဲအဲ့ဒါကျွန်တော်တို့ဒီကောင်လေးကိုစပြီးတော့ချက်ပြုတ်ဖို့ပြင်ဆင်လိုက်တယ်နော်ဘဲသားတွေကိုကျွန်တော်တို့ဒီဘဲသားကလည်းညီတဲ့အမျိုးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်တို့ဂျင်းချက်သွန်ဖြူထည့်မယ်ကျင်းတဲ့တစ်ချက်ပြီးကျွန်တော်တို့တကြားအနေနဲ့ထည့်မယ်ကျွန်တော်တို့အသားရလာတော့အငန်အတွက်ကိုဖိတ်ကပြာရည်ကိုလည်းမျှပြီးသုံးပါမယ်ဒီကောင်ကဟင်းအရောင်ကြီးလည်းလှတယ်နော်ယူစီအနေငယ်ထည့်မယ်အဲ့ပြီးရင်ကျွန်တော်တို့အချိုးမုံလေးအနေငယ်ထည့်မယ်ဒီမှာဟင်းခမ်းမုံသုံးတဲ့လူကတော့ဟင်းခမ်းမုံထည့်ပါတော့ပြီးရင်ကျွန်တော်တို့စားဖို့တော့နည်းနည်းပဲထည့်ပါမယ်ကျွန်တော်ငပြာရည်လေးအနေငယ်ထည့်ပါမယ်ပြီးလို့ရှိရင်အသားကိုတခြားဒီကျွန်တော်တို့ထည့်ထားတဲ့အရာဓာတ်တွေနဲ့နှမ်းစအောင်တခြားနေပြီးမှုပါမယ်ကဲအဲ့ဒါကျွန်တော်ဒီသားလေးကိုအရာဓာတ်တွေဝင်တော့အောင်ကျွန်တော်နိုင်ဝက်လောက်ခဏနှက်ထားလိုက်ကဲအဲ့တော့ကျွန်တော်တို့ချက်ပြုတ်ဖို့အားလုံးပြင်ဆင်ပြီးသွားပြီဆိုတော့အခုပဲစပြီးချက်ပါမယ်ကျွန်တော်တို့ဗားပြင်ဆင်ထားလဲဆိုရင်ခုနကကျွန်တော်တို့ဂျင်းချက်သွန်ဖြူပဲကံပြားရေးကျိုးစီလည်းနှက်ထားတယ်ဘဲသားလေးရှိမယ်နောက်ပြီးတော့ကျွန်တော်တို့ဂျင်းရဲ့ချက်သွန်ဖြူရဲ့ချက်သွန်နီရဲ့နေဦးတီးရဲ့ကိုထောင်းထားတဲ့စီသက်မဲ့အနှစ်လေးရှိမယ်ပြီးရင်ကျွန်တော်တို့ဘဲကိုမကြည်အောင်ထည့်မယ်တချို့ဘိုးကောင်းတဲ့ကရဝေးရွက်လေးရှိမယ်ကဲအဲ့တော့ကျွန်တော်တို့စပြီးချက်လိုက်အောင်ကဲအဲ့တော့အိုးလေး6သွားပြီဆိုရင်ကျွန်တော်တို့စီလေးစားထည့်မယ်နော်စီကတော့အနေအများကိုကြိုက်လို့ထည့်လို့ရတယ်နော်ကျွန်တော်ကတော့စီပြန်ချက်မှာမဟုတ်လို့စီလေးနည်းနည်းလေးပို့ထည့်မယ်နော်ဒါပေမဲ့တခုတည်းထားမှာကျွန်တော်တို့ဘဲသားကလည်းစီထွက်တတ်တယ်အဲ့ကြတော့စီကရမ်းများဖို့တော့မလိုဘူးเนาะကျွန်တော်ဒီစီသက်မဲ့တက်သွန်နေတွေပါကောင်းကောင်းနှိမ့်လို့ရအောင်လုံလောက်ရင်ရတယ်ကျွန်တော်ဒီစီသက်မဲ့ဒီစီလေးတွေထည့်မယ်ဒါတက်သွန်ပြူရဲ့တက်သွန်နေရဲ့ချင်းရဲ့ငယ်ဒီရဲ့ကိုကျွန်တော်တက်ဖို့အနှစ်ပြအောင်ထောင်းတာပေါ့နော်တော့အားလုံးရောပြီးတော့အိုးထဲမှာဒီလေးစီလေးချတတ်မယ်ဒီပါအရောင်လေးဘယ်လောက်လာလဲဆိုတော့ဒီအနှစ်လေးတွေကိုစီသက်လို့ဒီလေးတော်တော်လေးချက်သွားပြီဆိုလို့ရှိရင်ခုနရတာနှက်ထားတဲ့ဘဲသားလေးတွေထည့်ပါမယ်ဘဲသားလေးကိုထည့်ပြီးရင်အိုးလေးကတ်မသွားအောင်ဘဲသားလေးမှလည်းဒီကျွန်တော်စီးသက်ထားတဲ့အနှစ်ကရတာလေးတွေဝင်သွားအောင်အကုန်လုံးတခြားလှည့်ပြီးတော့ဖြည်းဖြည်းနဲ့မှုတွေပါကျွန်တော်တို့ဒီနေရာမှာစီးသက်တဲ့နေရာအရင်ရေးကြီးရယ်နော်စီးတခြားကြောက်အောင်မသက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ရဲ့အနှစ်ကမကောင်းဘူးနော်ဒီစီးသက်တဲ့နေရာမှာဒီအနှစ်လေးတွေတခြားချက်အောင်ကျွန်တော်တို့တခြားတက်ပေးရပါတယ်ပြီးရင်အခုကျွန်တော်တို့အသားကိုထည့်ပြီးတဲ့အချိန်မှာကျွန်တော်တို့ရေမထည့်ဘဲနဲ့အရင်တော့တောင်လေးကိုဒီအနှစ်ရဲ့ရတာတွေရယ်ကျွန်တော်တို့ဒီဘဲသားကိုလည်းရေနဲ့ပြုတ်တဲ့ပုံစံမဟုတ်ဘဲနဲ့စီလေးနဲ့ဒီအနှစ်လေးနဲ့တခြားအရသာဝင်အောင်နှိမ့်တဲ့ပုံစံမျိုးတွေဖြစ်အောင်ရေမထည့်ဘဲနဲ့ကျွန်တော်တို့ဘဲသားလေးကိုအရင်ချက်ပေးရပါတယ်နော်ဒါမှမဟုတ်တခြားလှည့်ပြီးကြော်ပေးရပါမယ်သူ့ရည်လေးနဲ့ကျွန်တော်တို့လုံးပြီးတော့နှိမ့်ပေးပါမယ်အိုးလေးထဲမှာနော်အဲ့ဒါဆိုရင်ဒါကျွန်တော်တို့ခြေလုံးဝမထည့်ပဲနှက်နေတဲ့အနေထားလေးပါတော့ခြေလုံးဝမထည့်ပဲနဲ့သူ့ရဲ့ခုနစီးသက်ထားတဲ့ဟာလေးရဲ့ဘဲသားလေးကြော်တဲ့နေတာပေါ့နော်ဘဲသားထွက်လာတဲ့ခြေလေးနဲ့စီးလေးနဲ့ဘဲသားလေးဆိုတော့ဟိုကခြေကုန်လေးတွေပြောင်းပြီးတင်းလာပါပြီနော်အဲ့တော့ဒီမှာအနှစ်လေးရာဆိုရင်ကျွန်တော်လာနေပါပြီဒါပေမဲ့ခြေလုံးဝမပြောင်းသေးဘူးကျွန်တော်နဲ့ချက်လိုက်အောင်ပေါ့နော်ကျွန်တော်ဒီကုန်လေးအထိအသားလေးကိုရတာလေးဝင်သွားပြီးတော့မှုေးနေအောင်လည်းအသားလုံးလေးကိုကျစ်နေအောင်ကြော်ပါမယ်နော်ကဲအခုလောက်နေတာဒီမှာစီတန်လေးညီလာပြီ။ဒါတော့ကျွန်တော်ပေါင်လုံးကြီးနဲ့တင်းနေပြီ။အဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါရေတော်တော်လေးခန်းနေပါပြီ။အသားလေးကိုလည်းရတာပြီမတော့ဘူး။အသားရဲ့ပုံစံနဲ့ဒီကအသားရဲ့ရေကုန်လေးရဲ့ပုံစံလေးကိုကြည့်လိုက်ပါ။အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့စပြီးတော့ရေထည့်လို့ရပြီနော်။ကဲအဲ့တော့ရေအများကြီးထည့်ဘူးနော်။ရေကိုကျွန်တော်တို့ရေလေးလေးထည့်လိုက်ပါမယ်နော်။နည်းနည်းချက်ရတာရမ်းမကြောက်။ရေလေးထည့်တဲ့ရေထည့်တဲ့ရပါလေ။ဒါကြီးရေလေးနဲ့ခဏတည်ထားပါမယ်နော်။ကဲကျွန်တော်တို့ဘဲသားလေးကိုရေထည့်ပြီးတော့တည်ထားတော့မှကျွန်တော်ဒီဘက်မှာကနေတောက်ဖို့ဟင်းကားလေးချက်မယ်နော်ဘူးဒီဟင်းကားလေးချက်မယ်ကျွန်တော်ချက်သွန်ဖြူလေးရဲ့ဂျင်းလေးရဲ့ထည့်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာရေစေးထားတဲ့ပစုံကြောက်လေးတွေထည့်ပြီးတော့တည်လိုက်မယ်နော်တည်ထားတာပစုံကြောက်ထဲကအရသာလေးတွေထွက်လာပြီးတော့ဟင်းရည်တွေကိုရောက်လာပြီဆိုရင်ကျွန်တော်တို့တခြားအရသာလေးတွေနဲ့ထည့်မယ်နော်စားလေးပပထည့်မယ်စားပေါ်ငယ်တော့ပြီးကြမှာဟင်းရည်တောက်ကြည့်ပြီးမြည်မယ်နော်ပြီးရင်ဟင်းရုံမို့လေးပပထည့်မယ်ကျွန်တော်တို့အကုန်လုံးအရသာတွေကလည်းရလောက်ပြီလို့ကျွန်တော်ထင်တဲ့အတွက်ဘူးဒီကိုတော့ကျွန်တော်တို့ကနည်းနည်းမမာလေးနဲ့နည်းနည်းလက်ဆက်ဆက်လေးပေါ့နော်စားကြည့်တော့ပပလေးလှီးထားပြီးတော့နည်းနည်းဘူးဒီကိုစိမ့်စိမ့်ဆူဆူလေးအဲ့လိုပုံစံမျိုးလေးချက်စားမယ်အဲ့ကြောင့်မလို့အခုကျွန်တော်နောက်ဆုံးမှထည့်နော်ကျွန်တော်ဘူးဒီလေးရနှုတ်ဖက်တယ်နော်အစီတွေပါအကုန်နှုတ်လေးကဲဒါဆိုဘူးဒီလေးနှုတ်အောင်ခဏစောင့်ပဲဘူးဒီနှုတ်ရရတာကြည့်မယ်ရှေ့ကွတ်နေပြီအဲ့ကြတော့ကျွန်တော်ကနောက်ဆုံးကြတော့ကျွန်တော်ကပူရှင်းရှင်းလေးကြိုက်ရတော့ကျွန်တော်ကြိုက်တယ်
ရုပ်ကောင်းမုံလေးနည်းနည်းအုပ်လိုက်မယ်ရုပ်ကောင်းကဒါကျွန်တော်အိမ်မှာကိုယ်တိုင်ထောင်းနေတာနော်အပြင်ကဝယ်တဲ့ဘူးမဟုတ်လုံးဝရှင်းကဲโอเคဒါဆိုလို့ရှိရင်စိတ်ဆူလှပပြီးတော့အိဖတ်နေတဲ့စားချင်စရာဘူးစီကငါးလေးတစ်ခွက်ရသွားပြီကဲကြည့်ပါဦးဗျာအခုရေလေးခမ်းသွားပြီးတော့အကုန်စီပြန်ပြီးတော့စီလေရေလေလေးပေါ့နော်စီရေလေးတော့နည်းနည်းချန်မယ်ဒါမျိုးတွေထားလေးဆိုလို့ရှိရင်ဟင်းရိုးလေးကရပါပြီဘဲသားနူးမနူးကတော့ကျွန်တော်တို့ရေကကိုကြိုက်တဲ့ပုံမှာလည်းမူတည်ရပေါ့နော်တချို့ကျတော့အသားကိုမမကြိုက်ရင်အရင်နည်းနည်းလေးမမလေးထားလို့ရတယ်ကျွန်တော်တို့နည်းနည်းအိရလေးကြိုက်တော့နည်းနည်းလေးအိအောင်တည်ထားရပေါ့နော်အခုလိုမျိုးဒါမျိုးစီလေရေလေနေထားလေးရောက်ပြီဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ဆင့်လောက်အောင်မှာတော့ဒီဘီယာတစ်ခွက်ယူလိုက်ပါနော်ကိုကြိုက်တဲ့ဘီယာပေါ့တေချာပေါ့တော့ကိုကြိုက်တဲ့ဘီယာပဲပေါ့မဟုတ်ရင်ရတာမရှိအဲ့ပြီးလို့ရှိရင်အဲ့ဘီယာလေးကိုကိုပစက်တဲ့ကိုထည့်လိုက်ပါnice အရင်ကောင်းတယ်ဗျာကဲဒါတော့ဒီနေ့ရပါပြီကဲကျွန်တော်အဲ့ဆိုချပါတော့မယ်ကြည့်ပါဦးစီပြန်ပြီးတော့เนาะဒီနေ့ရပါပြီเนาะဒေသရင်းလေးချလိုက်တော့အဲ့ဒါကျွန်တော်တို့အရင်ရင်းလေးစားဖို့ကြတော့ပစုံရွက်လေးကြော်မယ်เนาะကျွန်တော်ရွက်ကြော်လေးကြော်လို့ရှိရင်စီညာရင်းတက်တယ်စီပပလေးပဲเนาะအိုးမှာစီလေးဆိုရုံလေးနဲ့ထည့်မယ်ဒီကျွန်တော်တို့ရွက်ကြော်မှာအဓိကမွေးဖို့ကစက်တုံဖြူเนาะကျွန်တော်တို့ဒီစက်တုံဖြူလေးကိုမွေးနေအောင်ထည့်ကြော်မယ်ဒါကတော့စက်တုံဖြူပြန်နေနှုတ်ဆင်းလိုက်ကိုကောင်းတယ်เนาะဒါပေမဲ့ကျွန်တော်ဗိုက်စာနေတယ်စောလေးနဲ့ပဲခြေလိုက်တော့ဒါကြရိုက်ကျွန်တော်တို့အဲ့ protein တွေလည်းမထွက်အောင်ပြီးအရောင်လေးလည်းနှောက်အောင်ရွက်ကြော်တဲ့အခါမှာရေချောက်စစ်မယ်ပြီးရင်ဒီမြင်းနဲ့ညံ့ညံ့လေးကြက်အောင်ကြော်မယ်နော်။ဒါကျွန်တော်တို့ခုချက်တုံလေးကြက်ပြီးဆိုလို့ရှိရင်ကျွန်တော်ကမြုပ်သီးကြောက်လေးကြိုက်တယ်လို့နော်။မြုပ်သီးကြောက်လေးနည်းနည်းလေးထည့်ကြော်လိုက်မယ်။ဒီနေ့ထည့်မယ်။ဒီနေ့ခုလိုထည့်ကြော်နေတဲ့အချိန်ကျွန်တော်ရတာလေးထည့်လိုက်ကျွန်တော်ချူပြီးလေးနဲ့သုံးမယ်။ဒီကံပြားလေးနည်းနည်းထည့်မယ်။ချုံမုံလေးပပထည့်မယ်ရွက်ကြော်ပါရွက်ကချိုပြီးလာတော့ချုံမုံအများကြီးသုံးကြော်နည်းနည်းလေးပဲထည့်မယ်ပြီးရင်ကျွန်တော်စားဆိုလည်းပပလေးပဲထည့်မယ်ကျွန်တော်ရွက်ကြော်ငန်းတာမကြိုက်ဘူးရွက်ရဲ့မူလေးတဘာဝရတာကိုကျွန်တော်ကြိုက်အဲ့တော့စားပပလေးပဲထည့်အိမ်စတိုင်လေးပေါ့ဗျာကြည့်ပါဦးကျွန်တော်တို့ကကြော်အရောင်လေးကိုကဲအဲ့ဒါဆိုကျွန်တော်တို့ကြော်လေးရယ်ခုနကကျွန်တော်တို့ချက်ထားတဲ့ဘူးဒီဟင်းကားလေးရယ်ဘဲသားဟင်းလေးရယ်နဲ့တွားပြီးတော့ဆွဲလိုက်အောင်ကျွန်တော်ဟင်းပွဲလေးပြင်လိုက်မယ်ခါဆောက်နော်ငါ့ကိုရင်ဥချလိုက်မယ်နော်နောက်ကောင်ကတော့ပေါင်လေးဥချလိုက်မယ်ကွာ ပေါင်တယောက်ချောင်းမဟုတ်ဘူး ပေါင်တစ်ချောင်းဟင်းကျဲနေကမြည်လိုက်ပြီကွာလည်းကစားပါကညီကပေါင်ရှိပါသေးတယ်နော်ဒီဘောကနည်းနည်းချုပ်သွားစားကြည့်လေမြည်ကြည့်လိုက်ဘယ်လိုနေလဲဟုတ်ပါပြ3000နဲ့အေး3000နဲ့ပဲလေးရတာလေးမြည်ကြည့်လိုက်အိုးလုံးဝနှစ်ကရတာရှယ်ပဲနော်ဘလို့လဲ3000ပြန်သွားရင်လားဟုတ်ဘယ်လားလဲကိုတိုက်တဲ့နေသားလေးပဲအရင်မပြောအရင်မမာလေရှယ်ပဲဒီနေ့မှရောကြော်လေးစားထည့်ထားဘယ်လိုကြော်လေးလဲကြီးကြဟာဘယ်လဲနဲ့ဆိုတော့ဘယ်သိမ့်မတန်ဖြစ်ဒီကဒီနေ့အလူရှင်ကြီးဆိုကိုဒီလေးဦးစားပေးရနော်တို့နေတဲ့နေ့3000တန်းပါတယ်နော်တန်းပါတယ်ဘူးဒီဟင်းလေးလည်းမြည်ကြည့်အောင်နော်ဆေးရမဲတော့ဒီဟင်းဒီနဲ့ပြောအောင်မတော်တာတော့ကျွတ်ရွပြီးတော့ဝါတယ်ဘူးတင်းကြော်ရှယ်ပဲဝင်အဲ့လိုရှယ်ရမယ်လေမင်းရတယ်ရှယ်အောင်လို့ဘီယာတစ်ခွက်လုံးထည့်ထားတာကဲဆွဲလိုက်အောင်ရှယ်ဒီမှာရောက်ခဏပေါင်းခုတ်လာတာဒါမှပေါင်းသားပဲဟုတ်လားလည်းပဲလုံးဝမိုက်သုံးရဆွဲလိုက်ဒီမလားထည့်ထားတော့စားမနာနဲ့ညီလေးပဲညီလေးပဲဟဲ့တော့အိုးဒီဟဲ့ရတယ်ရှယ်ပဲတော့ငါကောင်းတဲ့သမီးလေးရ
စားတယ်မငန်စားပေါ့လေးစုံကြောက်ရတာလေးနဲ့ဘုံကချက်တူနန်းလေးရောမှုေးပြီးဘူးဒီရဲ့ဒီ fresh လက်ဆက်တဲ့နန်းလေးဘူးဒီဘက်လေးဆိုတော့ကြည့်လိုက်ပြည့်ပြီးကြည်သွားမှာပဲစိမ့်စိမ့်နဲ့နင်းလို့ပတ်သက်တယ်ဒီពេលနောက်နေ့လည်းလမ်းသွားရင်တခြားကြက်တွေပါတိုက်ပြီးခဲ့ကိုရိတ်လာတယ်လား နောက်တစ်ခေါက်ဆိုအရွတ်တမင်တက်ကြည့်ရမယ်ပြန်လေတော့ ဒီဘဲသားအနက်ကလည်းရှိရတယ်လုံးဝမှအနက်ကရတက်တော်ချူတွေပါတယ်အကုန်လုံးကြည်သွားပြီးတော့လုံးဝအနက်ကရစီးပြန်နေပြီးတော့ရမိုက်လုံးဝဒီနှစ်ကဘဲသားရလုံးဝညီနေတယ်ရှယ်အမေတက်တယ်လားဘဲသားမစားတယ်တော်တော်ကြာပြီဗျဝယ်ရတယ်နည်းနည်းရှားတော့တိတ်စားပြီဘဲသားခုလိုတစ်ခါလေးတွေ့ရတယ်မစားရတယ်ချင်းအောင်လာတော့သူ့ဘဲလေးနဲ့ဝါမစားတာယူခိုင်းတယ်ပါရမှာကိုကြည့်နေတဲ့ပိတ်သက်တွေလည်းအိမ်မှာထပ်စားကြည့်နော်ဒါမျိုးတွေရမိုက်တယ်ဟုတ်ပါนี่เป๊ะได้เท่ต้องว่ะအဲ့ဒါဆိုကျွန်တော်တို့အေးဆေးထပ်ပြီးတော့ဆွဲလိုက်အောင်ဒီနေ့ဗီဒီယိုလေးကတော့ပါပဲနောက်နေ့ဗီဒီယိုဒီမှာကျွန်တော်တို့ဘိုင်းလေးချက်စားနေတယ်တခြားစားရနေတာဘိုင်းရှိတယ်အောက်ကကွန်မန့်လေးမှာရေးခဲ့လို့ရပါတယ်နောက်နေ့ဗီဒီယိုလေးမှာကျွန်တော်ချက်ပြပြီးသွားမယ်နော်ကဲအားလုံးပဲ see you I'm